trader တယောက်တည်းမချစ်မနေတီးထားရမယ်အကြောင်းအရာတစ်ခု margin trading အကြောင်းကိုအခုပဲစလိုက်ကြရအောင်ဒီမေကိုရဲ့အဖြစ်ကတော့ margin လို့ခေါ်တဲ့ tool တစ်ခုကရှိနေပါတယ်သူကအစွမ်းထတဲ့လောက် Andrea လည်းတကယ်များတဲ့ tool တစ်ခုပေါ့ဟုတ်ပါတယ် margin trading ကမယုံနိုင်စရာကောင်းလောက်တဲ့ leverage ကိုပေးနိုင်ပေမဲ့သူ့မှာရှိတဲ့အလားအလာကောင်းတဲ့နဲ့ Andrea တွေကိုပေါ်တစ်ခါတည်းနားလည်ထားဖို့ကအလုံးအရေးကြီးပါတယ်ဒီတူးကလေးရဲ့သွားနှုတ်ဖက်ပါတဲ့ဓာတ်ဒဇင်းနဲ့တော်တော်တူပါတယ်အမျက်ကိုလည်းချဲပေးနိုင်တယ်လို့အရှုံးကိုလည်းအဲ့ဒီအားနဲ့ပဲပြန်ချဲချွင်ပေးနိုင်ပါတယ်ဆိုတော့ margin ဆိုတာဘာလဲရှင်းရှင်းလေးပါပဲကို့ account ထဲကပိုက်ဆံထက်အများကြီးပိုကြီးတဲ့ trading position တွေဖွင့်နိုင်ဖို့အတွက် broker စီမှာအားမခံသဘောမျိုးထားရတဲ့ deposit တွေတစ်စိတ်တစ်ပိုင်းပါပဲဥပမာတစ်ခုကြည့်ရအောင်ဒေါ်လာ3သိန်း position တစ်ခုကိုထိန်းချုပ်ရှင်တဲ့ margin လွှဲချက်က 2% ဆိုပါတော့အဲ့ဒီအတွက် trader တယောက်ကဒေါ်လာ2000ကို require margin အဖြစ်အာမခံသူနဲ့ broker စီမှာပေးထားရပါတယ်အဲ့ဒီငွေကို trade ဖွင့်ထားတဲ့အချိန်မှာ broker ကတင်ထားပြီး position ပိတ်လိုက်တဲ့အခါမှာပြန်ပေးတာပါကဲအခု risk ကိုကောင်းကောင်းစီမံခန့်ခွဲနိုင်ဖို့တဲ့ account တန်ဖိုးကိုတိုင်းကြတဲ့အဓိကအချက်နှစ်ခုထိတဲ့ balance နဲ့ equity အကြောင်းကိုနားလည်ထားဖို့လိုအပ်လာပါပြီ account balance ဆိုတာကလေသူကအတိတ်ကမှတ်တမ်းတစ်ခုလိုပဲပြောရရင်ပိတ်ပင်းတော့ရဲ့ trade တွေရဲ့အညက်အရှုံးကိုပဲပြတယ်အခုလက်ရှိဖွင့်ထားတဲ့ run နေတဲ့ trade တွေရဲ့အခြေအနေကိုတော့သူကလုံးဝမပြပါဘူး equity ကတော့အဲ့လိုမဟုတ်ဘူးသူက account ရဲ့အချိန်နဲ့တပြည့်ညီတန်ဖိုးအစစ်အမှန်ပဲဆိုလိုတာက account balance မှာလက်ရှိပွင့်ထားတဲ့ trade တွေရဲ့အမြတ်အရှုံး floating P&L ကိုပေါင်းထားတာဒါမှမဟုတ်နှုတ်ထားတာပေါ့ဈေးကွက်ပေါက်ဈေးတွေပြောင်းတာနဲ့အများသူကအမြဲတမ်းအတက်အကျရှိနေမှာပါဆိုတော့ဒီကအရေးကြီးဆုံးအခက်ကဘာလဲဆိုရင် account balance မဟုတ်ဘူး equity ကသာ account တစ်ခုရဲ့လက်ရှိဘဏ္ဍာရေးအခင်းကြီးစက်တမလီယာကိုအမှန်တကယ်ချင်းဟာစစ်တာဖြစ်ပါတယ်ကဲဒါကိုပိုရှင်းသွားအောင်လက်တွေ့ trade တစ်ခုရဲ့ဥပမာနဲ့ကြည့်လိုက်ကြအောင်account တစ်ခုမှာသတ်မှတ်ထားတဲ့ balance တစ်ခုနဲ့စတယ်လို့ပဲမြင်အောင်ကြည့်လိုက်ပါဘာ trade မှမဖွင့်ခင်မှာ account balance ကဒေါ်လာ1000ရှိတယ်ဆိုပါစို့ပြီးတော့ trade တစ်ခုဖွင့်လိုက်တယ်အဲ့ဒီ trade ကလက်ရှိမှာဒေါ်လာ1000ရှုံးနေတယ် floating loss ပေါ့မပိတ်ရသေးရအရှုံးပေါ့နော်အဲ့ဒီအခါမှာ account ရဲ့ equity ကဒီအရှုံးကိုချက်ချင်းချင်းဟပ်ပြီးဒေါ်လာ9000ကိုကျသွားပါပြီဒါပေမဲ့ balance ကတော့1000မှာပဲမပြောင်းလဲပဲရှိနေတော့မယ်နော်ကဲအဲ့ဒီရှုံးနေတဲ့ trick ကိုဒါတကယ်ပိတ်လိုက်ပြီးဆိုရင်ဘာဆက်ဖြစ်မလဲအဲ့ဒီအခါကျမှ floating loss က realized loss တကယ်ဖြစ်သွားတဲ့အရှုံးဖြစ်သွားပြီး account balance ကလည်းဒေါ်လာ9000ကို update ဖြစ်သွားပါတယ်ဟုတ်ပြီ equity အပြင်ကိုပေါ့နော် account တစ်ခုရဲ့စမရေးကိုအချိန်နဲ့တပြေးညီပြနေတဲ့ dashboard လိုမျိုးအဓိကကျရဲ့ metric 3ခုရှိပါသေးတယ်အဲ့ဒါတွေကတော့ used margin, free margin ပြီးတော့အရေးကြီးဆုံးဖြစ်တဲ့ margin level percent ပါပဲဆိုတော့ use margin ဆိုတာကဖွင့်ထားတဲ့ trade တွေအတွက်သုံးထားတဲ့ပိတ်ဆံ free margin က not a trade အသစ်ဖွင့်ဖို့လက်ကျန်ရှိသေးတဲ့ပိတ်ဆံပေါ့ margin level ကတော့ equity နဲ့ use margin ရဲ့အချိုးပါသူအမှကိုယ့် account ရဲ့ကျန်းမာရေးအခြေအနေကိုအတိအကျပြတဲ့အဓိကညွှန်ကိန်းဖြစ်ပါတယ်ဆိုတော့ account ရဲ့ကျန်းမာရေးအခြေအနေကဆိုးလာပြီဆိုရင် broker ကအရေးကြီးတဲ့သတိပေးချက်တစ်ခုထုတ်ပြန်ပါတယ်အဲ့ဒါက margin call ပါပဲmargin level ကသတ်မှတ်ထားတဲ့အစဉ်ဥပမာ 100% ကိုကျသွားပြီဆိုတာနဲ့ broker ကတတိပေးတာပါဒီအချိန်နေမှာ trade အသစ်တွေလုံးဝဖွင့်လို့မရတော့ပါဘူးဒါပေမဲ့ဒါက trade တွေကိုပိတ်ပစ်တာတော့မဟုတ်သေးဘူးเนาะ account ကမတည်ငြိမ်တဲ့အချိန်နေမှာရှိနေပြီဆိုတဲ့အတိပေးချက်တစ်ခုပါပဲအခက်၍ margin call တတိပေးချက်ကိုလေလစ်ရှုပြီးအရှုံးတွေကဆက်ဖြစ်နေအောင်မယ်ဆိုရင်တော့အလိုအယောက်ကာကွယ်မှုလှုပ်ဆောင်ချက်တစ်ခုစတင်မှာတော့လေအဲ့ကတော့ stop out level ပါ margin level ကသတ်မှတ်ထားရခိုင်နှုန်းဥပမာ 70% အထိကျတော့ပြီဆိုရင် broker ကနောက်ထပ်ဆုံးရှုံးမှုတွေမဖြစ်အောင်နဲ့ margin level ကိုပြန်တက်လာအောင်အရှုံးအများဆုံး trade တွေကိုအလိုလျောက်စပြီးပေးပြီးပါတော့တယ်ဒါက trader ရော broker ပါကြီးမားတဲ့ဆုံးရှုံးမှုတွေကာကွယ်ဖို့တလို့ဆောင်တဲ့အလိုလျောက်ရှင်းလင်းမှုတစ်ခုကကဲဒီအဆင့်တွေကိုပြန်ကြည့်လိုက်ရင် account တစ်ခုကကောင်းမွန်တဲ့အခြေအနေကနေသူ့ရဲ့ position တွေကိုအတင်းအဓမ္မပိတ်ပစ်ခံရတဲ့အခြေအနေထိဘယ်လိုရောက်သွားနိုင်တယ်ဆိုတာရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်ရှုံးနေတဲ့ trade တွေကြောင့် equity ကျတယ် margin level percent ကျလာတယ် margin call အဆင့်ကိုရောက်တယ်ဒါကတတိပေးချက်အဲ့ဒါကိုမှမထိန်နိုင်ရင် stop out အဆင့်ကိုရောက်ပြီးအရှုံးအများဆုံး trade တွေအလိုအယောက်အပိတ်ခံရပါတော့တယ်ဒါဆို margin call တွေ stop out တွေကိုဘယ်လိုရှောင်မလဲအဓိကတော့ချက်ကတော့ margin ကိုရှောင်တာမဟုတ်ပါဘူးတင်ချက်တဲ့စီကံနဲ့ခိုင်မာတဲ့ risk management plan တစ်ခုနဲ့စီမံခန့်ခွဲဖို့ပါပဲ trade တိုင်းမှာ stop loss တုံးတာ money management ကိုစနစ်တကျဝုတ်တာတရားမှုကြီးတဲ့သတင်းတွေကိုတတိထားတာတွေကအရေးကြီးပါတယ် slippage လို့ရှားပါဖြစ်ရတဲ့လည်းဖြစ်နိုင်တယ်ဆိုတာကိုတော့အမြဲတရနေရမှာပါနောက်ဆုံးမှာတော့ဒီမိခွန်းရဲ့အဖြေကရှင်းပါတယ်
margin trading ဟာအမြင့်အစွန်းအတွက်အပေါင်းဝင်တဲ့တူတစ်ခုလားဒါမှမဟုတ်ကြိုတင်ပြင်ဆင်မထားတဲ့သူတွေအတွက်1600တစ်ခုလားဆိုတာက trader တယောက်ရဲ့အသိပညာအတွေ့အကြုံတွေစီကံအပေါ်မှာပဲလုံလုံမူတည်နေပါတယ်